Hello, alo mình cảm ơn tiếng mẹ đó. Nhưng mẹ sáng tuổi về thì bà thì nên về đây mà cho nó Sakura Studio số là số giờ đó nó gì nữa à Sakura Studio số cái đấy tầm đấy gu cả ấy là Mỹ là tên người Việt ở Mỹ Việt đây rồi ta này là sao này vậy ta liuပြောင်းမယ်လေးဟိုနေကြပြောင်းလိုက်မယ်let's go ဒီနေ့ဗီဒီယိုထဲမှာတော့မကောင်းတဲ့လူဆိုးဟိုလူဆိုးလို့လိုက်ပြီးတော့တောက်သွားပါ let's go ဘာလို့နော်နေကြကြိုက်လဲဆိုနေကြရဲ့အစမ်းအကြည့်နေကြတော့မကုန်ဘူးဆိုရင်ဒါနာပြောရင်ဒီဒီလောက်နေနေတော့အကောင်ပါပြောနေမှာညမေးပါပြီးတော့ဟုတ်မအောင်သူရင်းနော်မြင်ညအေးဘာအင်းစားဒါလေးရာသာတော့အလူဆိုးရတက်နေဆိုရင်ဒီဆိုင်ကယ်လေးကိုစီကားတင်တယ်အဲဒီဆိုင်ကယ်လေးဆိုပူကောင်းတယ်ဒီနော်ဝတ်တာအေးနော်ဟိုဘယ်ရောက်လာလဲမသိဘူးရာသာတော့ဒီပြောပြကြပါဒီမောင်းတဲ့ဟာဟိုဖြစ်တယ်လေမောင်းတဲ့ဟာဒီလိုနှိပ်ရုံနဲ့ဟာလေးရောမိုက်သွားမင်းတို့ချငါမတေးဘူးတေးလိုက်နော်မင်းတေးနိုင်လေလားမင်းမတေးနိုင်လေလားဝိုးရမယ်လူလို့ရှင်တော့ဝင်မယ် let's go ကြိုက်ရကောင်အကုန်ထွက်ခဲ့မင်းနောက်ကတော့မင်းတို့ချလားမတေးမျိုးဆိုငါကွမင်းတို့ချကြိုက်တော့ချလုံးစရာမလိုဘူးကွာမင်းတို့လေရှိုးလိုက်နော်ဘလာသာတို့ရှိုးလိုက်ဘလာသာတို့ဒီလူတို့ကိုင်းနေရောရှင်းမယ်လေဒါလေးတော့ယူပါဖို့မမေ့နဲ့လို့ဟိုကဦးအားကြီးငါနာမည်မောင်တုတ်ကြီးကွာမောင်ကွေးစီကွာမောင်ကွေးစီငါနာမည်မောင်ကွေးစီမင်းတို့ကွေးစီတွေလက်လုံးလို့တဲ့ငါ့ကိုရက်ကွက်ငါရက်ကွက်လူကြီးမဟုတ်ဘူးဒါမရှောက်ဘူးဟုတ်ဟွာရလာတန်တော့အဲကြောင့်တော့ဒီကောက်ငါရှင်းပြတော့တယ်နော်မင်းတို့ချစ်ချင်အောင်နော်ငါတို့ရွာသားတို့ရှင်းလာရှာဘာကောင်းလဲတုံးဟာရသေပြီပေါ့မသေးသေးပဲနဲ့ဆင်းမိတာပြေးတော့ဘာတွေတော့တကြံကြီးပဲပြေးတော့မပြေးနေရပြီဘာလို့ရတေးပြီဗျာဒီမှာတကယ်ဒုက္ခရောက်ပါပြီနော်လူပြန်ဝင်စားလာပြီငါ့ကိုမောင်ကွေးကြီးကပြောလိုက်ငါ့ကိုတက်ကောက်ပြန်ပြီးတော့ကလေးစားချင်ကြောက်တယ်ဗျို့ငါ့ကိုတက်ကောက်ကလေးစားပြန်ရှိနော်ကလေးစားပြန်ချင်တယ်
ရောက်ဘာကောင်းလို့ဒါကြပါဘူးလို့ဘိုင်ဝန်းစေမယ်ဘိုင်ဝန်းစေပုံဘိုင်ဝန်းတော့မဆွဲတော့နော်ဘိုင်ဝန်းတော့မဆွဲချင်တော့ရမင်းတို့ရဲ့ပတ်စံဒီကိုလည်းတိမ်မယ်ဟဲ့ဆိုတော့ဒီနာရှိရခွေးတွေဟောင်းလို့ပါနာကြမိသားစုရှိတယ်အထဲမှာလက်စုရရှိအထဲမှာမိသားစုရရှိရင်နာညီမဆိုပြေထပ်ပြီးတော့ပဲဒီကတကူအလုံးမကြရှိတယ်ပြောပါမယ်ဒီချက်ပြန် quality ကောင်းကောင်းပြန်လုပ်ပေးပါမယ်နောက်တဲ့လာတော့ရရှာရဲ့တူမပြန်ပြီးကလေးတော့ချီငါနေမယ်မောင်ခွေးစီ။ညာရဲ့အဲ့လိုမျိုးပြောနေတော့မောင်ပိန်လို့မပိန်ရောပါလေ။မင်းပါတော့ကွာငါမလားပြောချင်တော့ပြောပါဘူး။ဟုတ်နေပြီးတော့ဒီတော့ပါပဲ။ဘာမှဒီနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ဘိုင်ဘိုင်